ကျွန်တော်ရဲ့ဟိုတယ်မှာ mashed potato လေးတစ်ပွဲ order ဝင်လာတာနဲ့အကောင်လုံးလေးလောက်စားတက်အောင်ကျွန်တော် mashed potato လောက်ရင်လည်းတစ်စက်ချင်းဘယ်လိုလုပ်လဲဆိုတော့လောက်ပြသွားမယ်ခင်ဗျမင်္ဂလာပါကျွန်တော်ကတော့ထိုင်းနိုင်ငံဟိုတယ်တစ်ခုမှာလုပ်နေတဲ့စပူမှုတရုပ်ဖြစ်ပါတယ်ခင်ဗျခုပြောမယ့်အာလူထောက်မှာကျွန်တော်ကတော့အာလူတစ်လုံးကိုတုံထားပါတယ်ခင်ဗျအရင်ဆောင်အာလူကိုစားနှငယ်ထည့်ပြီးပြုတ်လိုက်ပါအာလူကျဲပြီလားမသိဘူးဆိုရင်ဒုတ်ချုံလေးနဲ့ထိုးကြည့်ရခင်ဗျအာလူကကျဲပြီဆိုရင်ဒုတ်ချုံလေးကအာလူသားတဲ့လွတ်တကူပဲနှိမ့်ဝင်သွားပါတယ်ခင်ဗျအာလူကျဲပြီဆိုတော့အာလူကိုလေးစိတ်စိတ်ပြီးတော့ခွန်ခွာလိုက်ပါခင်ဗျခွန်နဲ့ခွာပြီးပြီဆိုတော့အာလူကိုညှိတဲ့စကားနဲ့ထက်ညှစ်ပါတယ်ခင်ဗျတကယ်လို့အိမ်မှာထက်ညှစ်တဲ့စကားမရှိဘူးဆိုရင်ဆောင်းနဲ့ထုံးလို့ရပါတယ်ခင်ဗျအာလူညှိပြီဆိုတော့စားနှငယ်ထည့်ပါတယ်ငဲ့ကောနှငယ်ထည့်ပါတယ်ခင်ဗျပြီးတော့ whipped cream ထည့်ပါတယ်ခင်ဗျ whipped cream ဆိုတာလို့ရည်တစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျ whipped cream တကယ်လို့မရှိဘူးဆိုရင်လို့ထည့်တောင်းလည်းရပါတယ်ခင်ဗျစားရငဲ့ကောရဲ့ whipped cream ထည့်ပြီဆိုတော့တေချာလေးမှွေလိုက်ပါခင်ဗျဇုံနဲ့မှွေလို့ရပါတယ်ခင်ဗျဒါပေမဲ့ရတာနဲ့သားရဖြစ်အောင်တေချာလေးနှံ့အောင်မှွေပေးပါခင်ဗျပြီးတော့ကိုချမ်းမဲ့အိုးကိုဖူပေါ်တင်ပြီးတော့မီးဖွေပြီးတော့ခဏဆောက်ပါခင်ဗျအိုးပူမှာထောပတ်ထည့်ပါခင်ဗျထောပတ်ကိုခုကျွန်တော်ထည့်တဲ့ရွယ်စား3စာလောက်ပဲထည့်ပါခင်ဗျတကယ်လို့ကိုကအလုံးနှလုံးလုံးမယ်ဆိုရင်ထောပတ်နဲ့3လုံးထည့်ပါခင်ဗျခုရွယ်စားလို့ထောပတ်မြောက်သွားရင်လည်းအလူထောင်းကပြည့်သွားပါတယ်ခင်ဗျထောပတ်ဤပြောင်းဇုံနဲ့တေချာရဲ့နှံ့အောင်မှွေနေပါခင်ဗျထောပတ်ဤပြောပြီးဆိုတော့မှွေထားတဲ့အလူကိုတအိုးထဲထည့်မှွေပါတယ်ခင်ဗျမေးအေးလေးနဲ့ခဏခဏမှွေပေးမှရပါတယ်ခင်ဗျရလို့မရပါဘူးခင်ဗျခဏခဏမှွေပေးနေမှဆင်ပြေပါတယ်ခင်ဗျဘာလို့လဲဆိုတော့အလူကတူးနေပါတယ်ခင်ဗျအိုးလည်းကတ်နေပါတယ်ခင်ဗျခဏခဏမှွေပေးနေပါခင်ဗျမှွေတာမှွေနေပါခင်ဗျမှွေရင်းနဲ့အလူကဖြည်းဖြည်းလုံးလာလိုက်မယ်ခင်ဗျအလူလုံးလာပြီဆိုတော့အခုကျွန်တော်ပြည့်တယ်လို့အလူကိုအိုးပေါ်မှာပြည့်ကြည့်ပါခင်ဗျပြည့်လို့ပေါ်ပြည့်တယ်လို့လုံးလာပြီဆိုရင်အလူကရပါပြီခင်ဗျနှံ့လည်းမှွေလာပါတယ်ခင်ဗျခုဆိုရင် mashed potato ရပါပြီခင်ဗျခုကတော့ဒီ mashed potato ကတော့ဟိုတယ်မှာလုပ်တဲ့ design ဖြစ်ပါတယ်ခင်ဗျအလူထောင်းလဲခေါ်လို့ရပါတယ်ခင်ဗျကျွန်တော်ရဲ့ဟိုတယ်မှာကောင်းဆောင်စားစားဖြစ်တဲ့ mashed potato ကိုခုလုပ်ပြလိုက်ပါပြီခင်ဗျဒီဗီဒီယိုကြိုက်နေတဲ့ဆိုရင် like and share လုပ်တော့ပေးဖို့မေးပါနဲ့ခင်ဗျနောက်ထပ်လေး follow လုပ်တော့ပေးဖို့လည်းမေးပါနဲ့ခင်ဗျ